လေးတွေရဲ့ confidence ကိုရိုက်ချိုးတတ်တဲ့စကားများဘာလို့ဒီလောက်ထိအသေးအတန်ငိုနေရတာလဲဘာမှမဟုတ်တဲ့အရာအကြီးကိုပျော့တိပျော့ညံ့နဲ့ဆိုဒီလိုကိုပြောလိုက်တဲ့စကားကခလေးတွေအနေနဲ့ကို feelings ကဘာမှအရေးမပါနေဘူးဒါဆိုရင်စိတ်ထဲမှာပဲတိမ်ထားလိုက်တော့မယ်ဆိုတဲ့ဒီရဲ့ခံစားချက်တစ်ခုကိုဖြစ်သွားတတ်ပါတယ်ဘာမှလည်းမဟုတ်ဘဲနဲ့ဒီလောက်ရေးကြီးခွင့်ကျဲလုံနေတယ်ဆိုဒီစကားလေးကခလေးတွေကိုသူတို့ခံစားနေရတာသူတို့ဖြစ်နေတဲ့အရာကဖေဖေမေမေအတွက်အရေးမပါပါလားဆိုပြီးမှကိုဒီဖော်ပြခြင်းစိတ်ကိုရော့ကျစေတတ်ပါတယ်တခါတလေမှာကိုယ့်အတွက်ဘာမှမဟုတ်ပေမဲ့ခလေးတွေအတွက်ကကြီးမားတဲ့အရာတစ်ခုဖြစ်နေတတ်ပါတယ်ဆိုဒီလိုပိတ်ပင်လိုက်တာကသူတို့ဒါဖော်ပြရမယ်ပြောပြရမယ်ဆိုတဲ့ဒီခံစားချက်တစ်ခုကိုမဖြစ်စေတော့ပါဘူးနင်ကဘယ်တော့မှနားမထောင်ဘူးလှုပ်ချင်တာလှုပ်နေတယ်ဘယ်တော့မှပြောသလိုလှုပ်မနေဘူးဒီပြောလိုက်တဲ့စကားတခုံးကသူတို့ငါကအမြဲတမ်းမားနေတယ်ငါဘယ်တော့မှစကားနားမထောင်တတ်တဲ့ကလေးငါဒီလိုမလုပ်တတ်တဲ့ကလေးဆိုပြီးမှကိုစိတ်ထဲမှာအမြဲတမ်းတစိတ်ကလိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်လုံလိုက်ရင်ဒီလိုပဲရှုပ်ပွားနဲ့ဘယ်တော့မှတရဲမလုပ်တတ်ဘူးတော်ပြီမလုံးနဲ့တော့ငါပဲလုပ်လိုက်တော့မယ်ဒီစကားလေးကသူတို့ဟာငါဘယ်ရာမှကောင်းမလုပ်တတ်ပါလားဆိုတဲ့ဒီခံစားချက်ကိုဖြစ်စေတတ်တယ်ပြီးသွားရင်တခုလုပ်တော့မယ်ဆိုရင်သူတို့ငါလုံနိုင်တယ်ဆိုတဲ့ဒီရဲ့ခံစားချက်တစ်ခုကိုမဖြစ်စေတော့ဘူးဟိုကလေးကိုကြည့်ရင်ဟိုကလေးလောက်တောင်နေမလုပ်တတ်နေဘူးဆိုဒီလိုပြောလိုက်တာကသူတို့ကိုလှုပ်တက်စီချင်လို့ပြောလိုက်ပြင်မဲ့ကလေးတွေရဲ့စိတ်ထဲမှာငါကတကယ်စစ်သူလောက်တောင်မလှုပ်တတ်ပါလားသူကတော့လှုပ်တတ်တယ်ငါကဘာမှမလှုပ်တတ်ပါလားငါအသုံးမကျဘူးဆိုပြီးမှသူများနဲ့နိုင်ရှင်ပြီးတော့ကိုယုံကြည်စိတ်ကိုလုံးဝရိုက်ချိုးလိုက်တယ်လို့ဖြစ်သွားစေပါတယ်ကိုပြောလိုက်တဲ့စကားတစ်ခုကသူတို့ရဲ့အတွင်းစိတ်တစ်ခုလို့ဖြစ်သွားတတ်ပါတယ်ကိုပြောလိုက်တဲ့စကားကဘာပြောနေလဲသူတို့ရဲ့ confidence ကိုရိုက်ချိုးနေလားဆိုတဲ့ဒီအရာတွေကိုသတိရှိဖို့အရေးကြီးပါတယ်